ဒါရိုက်တာကိုရိုင်းဝန်ခံခဲ့တဲ့တာဇန်နဲ့အန်နာတို့ရဲ့အန်အောပွဲပတ်သက်မှုဒစ္စနီးပရိသတ်တွေတခါမှသတိမထားမိခဲ့တဲ့အကြီးမားဆုံးမိသားစုလှုပ်ဝက်ချက်တစ်ခုရှိနေပါတယ်။ဒါဟာပရိသတ်တွေရှောက်တွေးနေတဲ့ theory တသက်မဟုတ်ပါဘူး။ဒီဇာတ်ကားနှစ်ကားလုံးရဲ့ဒါရိုက်တာဖြစ်တဲ့ Chris Buck ကိုရိုင်းကအန်နာနဲ့အယ်ဆာတို့မှာမောင်လေးတစ်ယောက်ရှိပြီးအဲ့ဒါဟာတာဇန်မာလို့အင်တာဗျူးမှာဝန်ခံခဲ့တာပါ။ဒီနေ့မှာတော့ဒစ္စနီးကဘာကိုတုံလုံးစေခဲ့တဲ့ဒီလှုပ်ဝက်ချက်အကြောင်းကိုအသေးစိတ်ပြောပြသွားမှာပါ။နံပါတ်1သင်းမောပြတ်ပြီးနောက်ဘာဖြစ်ခဲ့လဲFrozen 1ထဲမှာအန်နာတို့မိဘတွေဟာပင်လယ်ပြင်ခရီးထွက်ရင်မုန်တိုင်းကြောင့်သင်းမောနစ်မြုပ်သွားခဲ့တာကိုအားလုံးမှတ်မိကြမှာပါ။ဒါပေမဲ့ဒါရိုက်တာ Chris Buck ရဲ့အဆိုအရသူတို့ဟာမသေးခဲ့ပါဘူး။သူတို့ရဲ့သင်းမောဟာလမ်းကြောင်းလွဲပြီးအာဖရိကတောရိုင်းကျွန်းတစ်ခုပေါ်ကိုရောက်သွားခဲ့တာပါ။အဲ့ဒီနောက်မှာတော့သူတို့ဟာကျွန်းပေါ်ကတစ်ပင်ပေါ်မှာအိမ်လေးတစ်လုံးဆောက်ပြီးနေထိုင်ခဲ့ကြပါတယ်။နံပါတ်2တာဇန်ရဲ့မွေးဖွားခြင်းလှုပ်ဝက်ချက်ဒီနေရာမှာလူတော်တော်များများမှားနေကြတဲ့အချက်တစ်ခုရှိပါတယ်။မူရင်းစာအုပ်ထဲမှာတော့တာဇန်ကိုကျုံးပေါ်ရောက်မှမွေးရလို့ဆိုထားပေမဲ့ဒစ္စနီးကတွန်းထဲမှာတော့မတူပါဘူးဇလန်းအစသင်းမောမီးလောင်လို့လှေနဲ့ဆင်းလာတဲ့အခါမိခင်ဖြစ်သူရဲ့ရှင်ဝင်ထဲမှာခလေးတစ်ယောက်ကိုတပါးတည်းပွေ့ချီထားတာကိုတွေ့ရမှာပါဒါရိုက်တာ Chris Buck ရဲ့အဆိုအရလည်းအယ်ဆာတို့မိဘတွေဟာပင်လယ်ခရီးလမ်းခုလက်မှာတင်သားလေးတစ်ယောက်ကိုမွေးဖွားခဲ့တာဖြစ်ပါတယ်အဲ့ဒီကလေးကတော့တခြားသူမဟုတ်ပါဘူးကျွန်တော်တို့သိကြတဲ့တာဇန်ပါပဲဒါကြောင့်တာဇန်ဟာအန်နာနဲ့အယ်ဆာတို့ရဲ့မောင်ရင်းဖြစ်နေတာပါဒါဟာဒစ္စနီးကဘာရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးမိသားစုလှုပ်ဝက်ချက်ပဲဖြစ်ပါတယ်။နံပါတ်3ဝမ်းနည်းစရာကောင်းတဲ့ဇသိန်းဒါပေမဲ့ဒီမောင်နှမ3ယောက်ပဲကံကြမ္မာကတော့တကယ်ကိုရင်နာစရာကောင်းပါတယ်။တာဇန်ဇကားရဲ့အစာပိုင်းမှာမြင်ရတဲ့အတိုင်းသူတို့မိဘတွေဟာစက်တစ်ကြိုက်ပြီးရရဆက်ဆက်အသက်ခံခဲ့ရပါတယ်။ဒါကြောင့်တာဇန်ကတော့တောထဲမှာမြောက်တွေနဲ့တယောက်တည်းကြီးပြင်းခဲ့ရပြီးအန်နာနဲ့အယ်ဆာကတော့သူတို့မိဘတွေပင်လယ်ထဲမှာတိတ်ဆုံးသွားပြီလို့ထင်ပြီးနန်းတော်ထဲမှာပဲတစ်သက်လုံးနေထိုင်ခဲ့ကြတာပါနံပါတ်4 Frozen 2ရဲ့အပြောင်းလဲဒါပေမဲ့ Frozen 2ထွက်လာတဲ့အခါမှာတော့ Disney ကဒီအချက်ကိုပြန်ပြင်လိုက်ပါတယ်မိဘတွေဟာတာဇန်ရှိတဲ့အာဖရိကကိုသွားတာမဟုတ်ပဲအယ်ဆာရဲ့အစွမ်းအကြောင်းစုံစမ်းဖို့ Dark Sea ဘက်ကိုသွားရင်နစ်မြုပ်သွားခဲ့တာလို့ပြောင်းလဲသတ်မှတ်လိုက်ပါတယ်ဒါပေမဲ့ဒါရိုက်တာရဲ့မူလစိတ်ကူးထဲမှာတော့သူတို့ဟာမိသားစုဝင်တွေဖြစ်နေခဲ့တာအမှန်ပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဒါရိုက်တာရဲ့ဒီစိတ်ကူးကတကယ်ပဲဖြစ်နိုင်တယ်လို့သင်ထင်လားတာဇန်နာအန်နာတို့နဲ့ပြန်ဆောင်ခဲ့ရင်ဘာဖြစ်မလဲကောမန့်မှာသင်အမြင်ကိုရေးပေးခဲ့ပါဦးနောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာကြောင်းဗီဒီယိုလေးကိုသဘောကျရဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ဖို့လည်းမမေ့ပါနဲ့ဦးเนาะကြည့်ရှုပေးတဲ့သူအားလုံးကျေးဇူးတင်ပါတယ် See you ပါ